တနိုင်ငံလုံးမှာဩဇာအာဏာအကြီးဆုံးဖြစ်တဲ့တူကျူရဲ့ဇနီးသည်ဟာမမျှော်လင့်ပဲမင်းသားငယ်တယောက်ရဲ့မရင်ငယ်စီကနေလူပုံလယ်မှာစော်ကားခံလိုက်ရပါတယ်။ဒါကိုမြင်တွေ့လိုက်ရတဲ့သူတိုင်းအံ့ဩသွားကြပါတယ်။ဒီမြင်ငယ်ဟာစကားအပြောဆိုရိုင်းစိုင်းရောက်နေမကပဲတူကျူကမင်းမစိုးတယောက်ဖြစ်တာကြောင့်သူ့ကိုလက်ထပ်ထားတဲ့အမျိုးသမီးကိုပါလှောင်ပြောင်တယောခဲ့ပါတယ်။အားလုံးကအတူကျူကတော့တရားကိုဒီတိုင်းပဲသိခံနေလိမ့်မယ်လို့ထင်ထားကြပေမဲ့သူကရုတ်တရက်ထရက်လိုက်ပြီးမြင်ငယ်ရဲ့ရိုင်းစိုင်းတဲ့အပြုအမူတွေကိုပြပြတသားတုံ့ပြန်လိုက်ပါတယ်။မင်းကလူကြီးမိဘတွေကိုစော်ကားရုံနဲ့မကအောင်ငါ့ကိုဒူးထောက်ပြီးလက်ဖက်ရည်တံလာကက်ရအောင်မလို့ဆိုလိုက်ပါတယ်။ဒါပေမဲ့ဒီမြင်ငယ်ကလည်းအလျှော့မပေးပဲသူ့ပိုက်ထဲမှာမင်းသားငယ်ရဲ့မျိုးသက်ရှိနေတယ်ဆိုပြီးပြန်အော်ဟစ်ခဲ့ပါတယ်။မင်းသားငယ်ရောက်လာတဲ့အခါမှာလည်းသူ့ရဲ့မြင်ငယ်ဘက်ကနေရင်းရင်းကားကားနဲ့ကာကွယ်ပေးခဲ့ပါတယ်။အခြေအနေတွေပိုဆိုးမလာခင်မှာပဲတူကျူကိုယ်တိုင်ရောက်ရှိလာခဲ့ပါတယ်။သူကသူ့ဇနီးကိုကာကွယ်ပေးရုံနဲ့မကပဲအရှိန်အဝါပြည့်နဲ့ပြန်လည်တော့ပြန်ခဲ့ပါတယ်။ငါဇနီးကမင်းကိုဒူးထောက်ခိုင်းနေတယ်နားမလည်ဘူးလားလို့တူကျူကမန်ပပါနဲ့ပြောလိုက်ပါတယ်။ပြီးတော့သူ့ဇနီးကိုစော်ကားတဲ့သူဘသူ့ကိုမဆိုခေါင်းဖြတ်ပြစ်မယ်လို့ချိန်ချောက်လိုက်တဲ့အခါမှာတော့အားလုံးတုန်လှုပ်သွားကြပါတယ်။မင်းသားငယ်ဟာကြောက်လန့်တကြားနဲ့ဒူးထောက်ပြီးတောင်းပန်ခဲ့ရပါတယ်။တူကျူဟာဒီမြင်ငယ်ကိုပြင်းပြင်းထန်အပြစ်ပေးဖို့အမိန့်ထုတ်လိုက်တဲ့အတွက်သူ့ဇနီးလည်းစိတ်သက်သာရသွားပါတယ်။ဒါပေမဲ့မြင်ငယ်ကတော့အရှုံးမပေးသေးပါဘူး။နန်းတွေကနေမင်းသားငယ်အတွက်ရန်လူတိုးစာချုံလွှာရတော်တော့မယ်ဆိုပြီးကြုံဝါနေပါတယ်။